agree ပါ agree ရဒီနေ့ထမင်းနဲ့တရက်သီးနဲ့စားမှာပဲဖြစ်ပါတယ်တရက်သီးနဲ့ထမင်းနဲ့မစားကြပါဘူးဒါကြောင့်မလို့ထမင်းနဲ့တရက်သီးနဲ့စားမှာပဲဖြစ်ပါတယ် IG ပေးပါဦးပြီးရင် subscribe လုပ်ပါနော် bye bye ပြီးပေးပါဦး ကောင်းပါရဲ့လက် join လို့ရပါပြီကောင်းပါတယ် very proud ကောင်းပါရဲ့ so good ကောင်းပါရဲ့ ဥပပါဟုတ်ငါမမ你啥了？没事，我没有了。嗯，咱不能不讲了，这完了说啊，咱看嘛个办的，咱说有吧？有么事？是吧？干嘛嘞？
อืมอืมဒီအစီအကကဘာပေါ်မှာအကောင်းဆုံးအစီပါစပင်လေးလိုပဲထွက်လာอืม